မင်္ဂလာပါအာဒီဒီတစ်ခေါက်မှာတော့တညထိုင်တဲ့အိမ်မှာပါအန်တရယ်ရှိနေလေဆိုတာကိုပြောပြချင်ပါတယ်။ဒါကဘာလဲဆိုတာကိုအမကိုရှင်းပြပါမယ်။ဒီထိုင်တဲ့အိမ်မှာဘယ်လိုအန်တရယ်တွေရှိနေတယ်လဲဆိုတာကြည့်ကြည့်အောင်။ဒီချင်းဆုံးအိမ်ပြင်ပကအန်တရယ်တွေကိုကြည့်ကြရအောင်။အိမ်မိုးအိမ်တိုင်းရန်တနင်ပေါက်ဒီလိုအန်တရယ်အမျိုးမျိုးတွေထောက်ပေါ်လာနိုင်ပါလေတော့။ဥပမာအိမ်မိုးမှာဖြိုချနေတဲ့နေရာရှိရင်မိုးရေကအိမ်ထိထိဝင်လာနိုင်တယ်။ဖြိုချနေတဲ့နေရာမရှိတော့စစ်စစ်တီချန်လို့စီအတူတူတတိထားရမယ့်အချက်လေးတွေရှိပါတယ်။လဲပိုဒီမဝင်လာအောင်ကာကွယ်ရှင်မိုးအရမ်းရွာတဲ့အခါမိုးရေကအိမ်ထဲမဝင်လာအောင်ပြင်ဆင်ထားခြင်းတွေကလည်းအရန်အရေးကြီးပါတယ်။နောက်ထပ်အိမ်အတွင်းမှာလည်းဘေးကင်းလုံခြုံမှုရှိမရှိစစ်ဆေးကြည့်ရအောင်။အရင်ဆုံးတခါပတ်လည်မှာပစ္စည်းလေးမထားပါနဲ့။ဒီအန်ဒရယ်တစ်ခုခုစပေါ်လိုင်းလည်းချင်းချင်းထုတ်ပြီးနိုင်ပါ။နောက်တစ်ခုကတော့အင်္ဂတန်းရှိပဒေမောက်မှန်တွေကို filling ကပ်ပေးဟာဒီဖင်ကတုံခါမှုကြောင့်မှန်ကွဲသွားလဲအခန်းထဲမဝင်လာအောင်ကာကွယ်ပေးနိုင်ပါတယ်။နောက်ဆုံးအနေနဲ့အမြင့်ကြီးတဲ့ပရိဘောဂပေါ်မှာပြင်စွေးတဲ့မထားပါနဲ့။မြေပြင်တုံခါမှုဖေလာရဲ့အပေါ်အနီးပစ္စည်းတွေကြာလာနိုင်လို့အန်ဒီရရှိပါတယ်။အမြင့်ကြီးတဲ့ပရိဘောဂတွေကလည်းလွယ်ကူပြိုကျလိုက်လို့တက်ဆင်အတီးပြူထားဖို့ကြံပြူပါတယ်။တက်ဆင်နဲ့အတီးပြူလို့မရဘူးဆိုရင်လေလူပေါ်ကိုပြိုကျမလာနိုင်တဲ့နေရာပါထားပါ။အရေးပေါ်ခြေနည်းတစ်ခုခုဖြစ်လာရင်ချက်ချင်းထွက်ပြေးနိုင်အောင်နီးစရာအခန်းကိုထန်ရှင်းထားပါ။နောက်ဆုံးအနေနဲ့အထောက်ပံ့စနစ်တွေကိုမိတ်ဆက်ပေးပါမယ်။အကျန်းထင်း3မျိုးရှိပါရဲ့။ပရိဘောဂနဲ့အိမ်တော်လက်စစ်ပစ္စည်းတွေပြိုကျမလာအောင်အထောက်အပံ့ပေးတဲ့စနစ်အိမ်ကိုမြင်ကလျင်ခံနိုင်ရင်ပြိုလို့ကိုအထောက်ပံ့ပေးလို့စေ။ဒီလက်နေတဲ့အိမ်တော်တောင်းမဆက်တင်ကြရေးကြီးအိမ်ကိုတဘာဝ BND အကြောင်းပျက်စီးမသွားအောင်ထောက်ပံ့စနစ်တွေကိုတုံးဖူတာကိုလည်းစဉ်းစားကြည့်ပါ။ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလည်းကြည့်ပေးပါနော်။